မင်္ဂလာပါပန်းကဘာမြေ channel ကြိုဆိုပါတယ်ဒီကနေ့မှာတော့ဖြင့်ကျွန်တော် Facebook မှာခင်ရတဲ့အမကြီးတယောက်ပေါ့နော်သူ့ရဲ့သားလေးနီးစခန်းကလာရောက်ပြီးတော့တင်ကြားခြင်းအမျှဝေခြင်းစီစဉ်မှာရောက်ရှိလာတာဖြစ်ပါတယ်ခင်ဗျနာမည်ကစိုးမင်းထက်ဖြစ်ပါတယ်ခင်ဗျသူ့ရဲ့မောင်းနှင်မှုလေးတွေကိုလည်းကျွန်တော်ပရိသတ်ကြီးကကြည့်ရှုပြီးတော့လိုအပ်တာလေးရှိပြောပြပြီးတော့ comment လေးရေးခဲ့ပါအောင်လို့တောင်းဆိုပါတယ်ခင်ဗျကျွန်တော်ရဲ့ပန်းကဘာမြေ channel ကိုlike subscribe မပေးရသေးဘူးဆိုရင် like subscribe ပေးကြပါအောင်လို့တောင်းဆိုပါတယ်ခင်ဗျကဲကိုစိတ်နှစ်ပါးကျမ်းမာချမ်းသာကြပါစေခင်ဗျမင်္ဂလာပါခင်ဗျာကျွန်တော်တို့ပန်းကဘာမြေကကြိုဆိုပါတယ်ခင်ဗျခုကတော့နီးစခန်းကညီလေးပေါ့နော်လာရောက်ပြီးတော့သင်ကြားမျှဝေခြင်းဖြစ်ပါတယ်ဟုတ်ကဲ့အနီးစခန်းကညီလေးစိုးမင်းထက်လို့သိရပါတယ်ခင်ဗျကျွန်တော်ကလက်ကင်အချိုးစားလေးတွေစတင်ပြီးတော့စီရတဲ့အချိုးစားလေးတွေကိုမျှဝေပေးနေတာဖြစ်ပါတယ်ဟုတ်ကဲ့ကလပ်အနည်းပြုလေးတွေဂီယာအထိုးပြုလေးတွေကိုကျွန်တော်ကနည်းနည်းချင်းပြပြီးတော့အခုဒါစတင်ပြီးတော့ကွင်းရဲ့အလယ်မှာလက်ကင်နိုင်သည့်အထိလေ့ကျင့်ပေးနေတာဖြစ်ပါတယ်ခင်ဗျညီငယ်လေးစိုးမင်းထက်အနီးစခန်းကလာရောက်ပြီးတင်ကြားမျှဝေတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကကားကိုအခြေခံနည်းစနစ်ကြပဲအမြဲတင်ကြားလေးရှိပြီးတော့မိတ်ဆွေများရဲ့သားသမီးများညီကိုမောင်နှမများကလည်းတက်ပြီးသားရှိတော့၎င်းလေးလာပြီးသားရှိတော့၎င်းကျွန်တော်ကအခြေခံနေနည်းစနစ်ကြပြန်ပြီးတော့သိရှိအောင်နားလည်အောင်မမေ့အောင်ပေါ့နော်မျှဝေပေးပြီးတော့မှတ်သားခိုင်းနေတာဖြစ်ပါတယ်ခင်ဗျတက်ပြီးသားဆိုလဲဟိုနှစ်ခေါက်ပြန်သင်ရတော့ပို့ပြီးတော့လေးလာမှုအားကောင်းတာပေါ့ခင်ဗျာဟုတ်ကဲ့ဒီညီငယ်လေးစိုးမင်းထက်ရဲ့သူကဒါအခုပထမအဦးဆုံးနေ့မှာပဲကျွန်တော်ကသူ့ရဲ့ကလပ်အနည်းအပြုတ်ဂီယာအထိုးအပြုတ်လေးတွေကလပ်အလွတ်ပြုတ်လေးတွေကျွန်တော်ဒါခုလက်ပြပြီးတော့ညီငယ်လေးစိုးမင်းထက်ကမောင်းနေနေတာဖြစ်ပါတယ်ဟုတ်ကဲ့ဒီကားမောင်းတင်ရင်းနဲ့တော့၎င်းတင်ပြီးတော့၎င်းကျွန်တော်ရှိမှာလိုင်စင်များလဲကားမောင်းနှင်ခွင့်ပြုလိုင်စင်များလဲစောင်းရပေးပါတယ်ခင်ဗျကျွန်တော်ကိုစိုးအောင်ပန်းကဘာမြေကညာနာအကျိုးဆောင်ရဲ့ဖုန်းနံပါတ်လေးကတော့3999268982ကျွန်တော် Viber သုံးပါတယ်ခင်ဗျနောက်တစ်လုံးကတော့399683064612ကိုဆက်တွဲစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျအကောင်းဆုံးကတော့ပြောမယ်ဆိုရင်ကျွန်တော်ရှိကိုဖုန်းနဲ့တော့၎င်းကိုယ်တိုင်လာရောက်တွေ့ဆုံပြီးတော့ယုံကြည်စိတ်ချမှုရှိစေဖို့ဆွေးနွေးပါလို့ဆိုချင်ပါတယ်ခင်ဗျ